တားရောမင်းတို့ငါပြောမယ်ကွာငါတပွဲလုံး Marked a location. ဖြုတ်လာတာပေါ့တွေပဲတွေ့ရနောက်ဆုံးတစ်ကောင်ကြာမှဆရာကြီးနဲ့လာတွေ့ရပါဆရာကြီးလဲဆိုတာမွေးလောက်တဲ့ဆရာကြီးဟေးရောက်ဟေးမြက်ခင်းထဲမှာ pro နေတာပါတွေ့လာတားရအဲ့မှာဟေးဆရာကြီးမွေးလောက်တဲ့ဆရာကြီးအေးတားရဒီအောင်ကတွေ့သွားတယ်ကောင်းလေးနဲ့ထပ်ဆောင်ကြည့်လိုက်ပါဒီအောင်အောက်တယ်ဒီအောင်ကတကယ်တွေ့သွားတယ်ဟေးရောက်ဟေးတားရီတဲ့ဘာလုံနေရလဲအားရောက်ရေးတကယ်တီးတယ်ဟာလောက်ပါနဲ့လို့တကယ်တီးတယ်ကွာဒီကောင်မလောက်ပါနဲ့ဆိုရင်ရောက်ရေးတားရောအမှန်ကန်လာဖြုတ်နေပြီငါအမှန်ကန်လာဖြုတ်နေတားရောရောက်ရေးစကင်းကြီးနဲ့တော့တကယ်စကင်းကြီးနဲ့ရောက်ရေးအားဒီအောင်ဘာလုပ်လဲဘာလုပ်နေဟေးတားရီနဲ့ဘာတွေလုံနေရလဲရောက်ရေးဘာလုပ်နေဘာတွေလုံနေရတော့အော်ဒါနဲ့ခုတ်ချင်မင်းဒါနဲ့ခုတ်ချင်โอเคငါတော့ဒါမရှိဘူးပန်နဲ့ရိုက်မှာပါမင်းဒါနဲ့ခုတ်မှာလားโอเคဆိုတော့ဒါရောဒါနဲ့ပန်နဲ့ဖြုံမှာဖြစ်ပါရဲ့နော်ဒါနဲ့ပန်နဲ့ချမှာဖြစ်ပါရဲ့โอเคဒီကအသင်းဖြစ်နေပြီပါချွေလေးတွေပါလေးတောင်းနေငါလည်းပဲရအောင်ငါလည်းတောင်းမယ်တကယ်โอเคအဲ့နေထားဒီကအသင်းဖြစ်နေလာနေပြီဒါရောလာနေပြီဟေးဒါကြီးမင်း short လုပ်လေကွာအဲ့ရောက်ရေးမင်း short လုပ်လေကွာအားရောက်ရေးတကယ်လားပြောအိုးဒါကြီးငါတကယ်ဖြုတ်သွားရဒီကောင်